ဖောက်ပြန်တဲ့သူတွေလို့ပဲပြောရမယ်ဆိုရင်ကာမေတုမိစ္ဆာစာရကံကျူးလွန်သူဟာတေခြင်းနောက်မှာအဝီစီငရဲနဲ့လောဟကုန်ပြီးငရဲတို့မှာပြင်းထန်စွာခံစားရတယ်ငရဲကလွတ်မြောက်ပြီးတော့လူဘဝကိုရောက်လာလို့ရှင်လေဒီအဖြစ်တွေကိုရမယ်တဲ့လူမုံများတယ်ရန်သူများတယ်ပစ္စည်းလက်လာပါရှားပါတယ်ချမ်းသာဒုက္ခကနေကင်းစိတ်တယ်မိမဖြစ်ရတယ်မဟုတ်ကြားမဟုတ်ပန်တုတ်ဖြစ်ရတယ်ပြီးရင်အမျိုးရုပ်မှာဖြစ်ရတယ်မျက်နှာပြက်အဆက်တကွဲတွေဖြစ်ရတယ်ခြေလက်အင်ကမျက်စိနားနှာစားတဲ့အိန္ဒြေတွေချိုရင်းသေးသိမ့်တတ်တယ်ဆိုရင်တော့ကအာကြီးရတတ်တယ်ချစ်သူနဲ့ကွဲရတတ်တယ်ဒါဆိုကြိုးတွေပဲကာမေတုမိစ္ဆာစာရကံကိုကျူးလွန်ရင်အဲ့ဒီဆိုကြိုးတွေရှိတယ်ဒီတော့လင်းရမရရလို့ရှိလာတဲ့အခါမှာယောက်ျားကသီလလုံးကျုံအိမ်သူမယားကသီလမလုံတာမျိုးဆိုအဲ့ဒီလိုဖောက်ပြန်တဲ့ဆိုနတ်သားလင်နဲ့သူသေးမယားတို့ပေါင်းသင်းနေတာနဲ့တူတယ်သီလမရှိသူဆိုတာအသက်ရှင်နေတော့လဲသူသေးနဲ့တူတဲ့အတွက်ကြောင့်နောက်ယောက်ျားကဖောက်ပြန်တယ်ယောက်ျားကသီလမစင်ကြယ်ဘူးအိမ်ရှင်မိန်းမမဖောက်ဘူးသီလစင်ကြယ်တယ်ဆိုရင်သူသေးလင်နဲ့နတ်သမီးတို့ပေါင်းသင်းနေတာယောက်ျားကသူသေးပဲသီလမလုံလို့ယောက်ျားနဲ့အိမ်ရှင်မှာနှစ်ယောက်လုံးအကုန်လုံးဖောက်ပြန်တဲ့သူတွေကြီးပဲသီလမစင်ကြယ်ကြဘူးဆိုရင်သူသေးလင်နဲ့သူသေးမယားတို့ပေါင်းသင်းနေကြတာဇနီးမောင်နှံနှစ်ဦးလုံးသီလမဖောက်ကြဘူးမဖောက်ပြန်ကြဘူးဒါဆိုရင်သီလစင်ကြယ်တဲ့နတ်သားနဲ့နတ်သမီးဇနီးမောင်နှံတို့ပေါင်းသင်းနေတာလို့ခေါ်တယ်လို့အဲ့ဒီလိုလင်မယား၄မျိုးကိုလည်းမြတ်စွာဘုရားဟောထားတာရှိတယ်ဒီတော့ဖောက်ပြန်ကြတယ်ဆိုပြီးတော့ပြောတာဒီကာမနဲ့ပတ်သက်ပြီးတော့မှားယွင်းကြတာပေါ့တမင်ကိုစေတနာတွေပါတမင်ကိုသူတို့ဘာမိသားစုပျက်စီးအောင်လုပ်တာအဲ့ဒီလိုစိတ်ဆန္ဒတွေပါနေပြီဆိုရင်ဒါသူဟာစေတနာလည်းပါတယ်မိဝဲလို့တဲ့စေတနာလည်းပါနေတယ်မသွားလာတဲ့နေရာကိုသူသွားလာတယ်ပြီးရင်သူစူးစမ်းပြီးတော့ဒီမှာตายရတယ်ဆိုတော့အဲ့ဒီအင်္ဂါ၄ပါးနဲ့ပြည့်စုံပြီဆိုရင်တော့ဖောက်ပြန်တဲ့သူတွေဟာသေလွန်ရင်အဝီစီငရဲသို့မဟုတ်လောဟကုန်ပြီးငရဲမှာကြမှာပဲလို့ဒီလိုသိထားရမယ်ငရဲကလွတ်ရင်လည်းဘဝဆက်တိုင်းမှာလူမုံများမယ်ရန်သူများမယ်ပစ္စည်းလက်လာပါရှားပါမယ်ချမ်းသာဒုက္ခကင်းစိတ်မယ်အဲ့တော့မိမဘဝကနေမလွတ်မြောက်ဘူးနောက်တစ်ခါကြားမဟုတ်မဟုတ်ပန်းထုတ်ဖြစ်တတ်တယ်အမျိုးရုပ်မှာဖြစ်ရတတ်တယ်မျက်နှာပြက်အဆက်တကွဲဖြစ်ရတတ်တယ်ခြေလက်အင်ကမျက်စိနားနှာစားတဲ့အိန္ဒြေတွေချိုး